ဒီနေ့ဆမ်မွန်အစိမ်းနေစားတာအားမြန်လို့မဲသားကိုအစိမ်းစားပါမယ်မဲသားအစိမ်းကိုကျွန်တော်လည်းအခုမှပထမဆုံး try ကြည့်မှာပေါ့နော်မဲသားအစိမ်းကိုကျွန်တော်ဆမ်မွန်ဆာရှိမီလိုပဲတင်းလွှာပြနေတန်းစားရတာဆိုတော့ဟုတ်ဘူးဟင်းပွဲလောက်ထားတဲ့ chef ကိုကျွန်တော်သိချာမေ့ကြည့်ပြီးမှန်တော့ဒီဒါကိုကျွန်တော်နာမည်ကတော့ big cappuccino လို့ခေါ်တယ်ကျွန်တော်ဒီအမဲသားတော့အစိမ်းပေါ့နော်အဓိကတော့အမဲသားအစိမ်းဟင်းနေရပဲပေါ့ဒါပေမဲ့သူဥစားအမဲသားအစိမ်းလိုက်ယူလွှာပြီးတော့ဒီတိုင်းချပြရမျိုးမဟုတ်ကျွန်တော်ဒီအမဲသားအစိမ်းဟင်းနေရဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီအရင်ဆုံးဒီအသားတွေကိုအရသာအရင်နှံ့ရတယ် marinade အရင်လောက်ရတယ်ပြောလို့ရှိရင်သူကအကြာကြီးရေခဲထဲမှာထားတာရေခဲညောင်ထားတယ်ခဲအနေအောင်ထားပြီးတော့မှကျွန်တော်ဒီအသားလွှာလေးတွေလုပ်ပြီးမှကျွန်တော်ဒီ beef cappuccino တစ်ပွဲရတာလားကျွန်တော်ဒီအမဲသားအစိမ်းကကျွန်တော်တွေ့ကြအမဲသားကျွန်တော်ဒီအောက်စာကိုစားကျင်လို့ဆိုပြီးဈေးတွေကတွေ့ကြအမဲသားအစိမ်းနဲ့လည်းလှုပ်လို့မရဘူးပြောလို့ရှိရင်ကျွန်တော်အိမ်မှာလက်တွေဆမ်းပြီးလှုပ်လို့ကောင်းတဲ့ဟင်းပွဲတွေလည်းမပေါ့ဒီဥစ္စာကျွန်တော်စားဖို့ဆိုလို့ရှိရင်ပထမဆုံး beef quality ကောင်းအောင်မယ် professional chef တွေချက်ပြီးတဲ့ဒီ beef cappuccino စားလာတော့ safe အဖြစ်ဆုံးပေါ့ဘယ်လိုဖြစ်အစိမ်းစားတာတော့ဒါတော့ risk စီအားကြောင့်မလို့ဒါတော့လူတိုင်း like မစားကြည့်နဲ့ပေါ့နော် do it your own risk ပေါ့အဲ့တော့ကျွန်တော်ကတော့အခုစပြီးတော့ try ကြည့်ပါမယ်ဟုတ်ပထမဆုံးချက်ကျွန်တော်ဒီဥစ္စာခုနပြောလို့ပဲ freeze လုပ်ထားတဲ့အတွက်ကြောင့်ပါစတဲ့စားလိုက်ရတဲ့အချိန်မှာအရသာအမဲသားအရသာတော်တော်ပြင်းပြင်းပါတယ်ပြောလို့ရှိရင် marinade အရသာပါတယ်ဆိုရင်အဲ့အမဲသားအရသာကြီးကလုံးဝဇာတ်ဖုံးလို့စောင့်တက်သွားလောက်တဲ့အထိအမဲသားအရသာပြင်းတယ်ဒါပေမဲ့ကျိုးစမ်းတာတစ်ခုကဟင်းနှမ်းရှိအဲ့ဒါလေးတစ်ခုတော့မိုက်တယ်နော်အမဲသားအစိမ်းစားတာအံ့ဩနေကြမှာဆိုတော့ဒါတော့အီတလီဟင်းပွဲတစ်ခုဖြစ်တဲ့ဒါတော့ beef cappuccino ပေါ့နော်ဒါကိုကျွန်တော် hotel တို့ fine dining တို့မှာတော့ဒါလွယ်ကူကူတွေ့နေတယ်ပေါ့နော်အကယ်ပြီးစားကြည့်ခြင်းတယ်ဆိုလို့ရှိရင်တော့ try ကြည့်ဒါပေမဲ့ကိုယ့်ကိုအိမ်မှာမလုပ်စားပါနဲ့တကယ်ကိုချက်တတ်တဲ့ professional chef တွေဒါချက်ပေးရတဲ့ beef cappuccino မှာ try ကြည့်ပါဒါတော့ Australian beef နဲ့လုပ်ထားတဲ့ beef cappuccino ပေါ့နော်